ဖယားကိုချစ်တယ်ဖယားကိုယုံကြည်တယ်ဖယားကိုမပြစ်ပါဘူးသို့တော့ဖယားခင်ပေးတဲ့ကောင်းကြီးမင်္ဂလာရဲ့အမြဲဆိုရင်သူရဲ့သားသမီးတွေဖယားပေးတဲ့ဆိုရင်ဟာငါသားသမီးတွေတော့အပျော်ကျူးတော့ဖယားနဲ့ဝေးကြတော့မှာပဲအယက်သမားတွေဖြစ်တော့မှာပဲဒုက္ခတော့ရောက်ကြတော့မှာပဲငါသားသမီးတို့ဒုက္ခရောက်မှာပဲငါတို့သမီးလေးတို့မယုံကြည်သူတွေတို့ရတော့မှာပဲဟယ်လိုအဲ့ဒီတွေးခေါ်ရဝင်လာတဲ့စတာဆာရာရှာလာခွင့်မပေးနဲ့ခရကျွန်တော်စကားပြောကျွန်တော်သမီးကြီးရဲ့သမီးလေးမီရှယ်ကိုပြဝဝင်ရောက်ပါမိဘလည်းဘူးအသက်ရှင်ချောင်းနဲ့သူ့အဖေကကောင်းဝယ်ပြီးတော့ရောင်းမှာကားလည်းရှင်တော့မရှိကောင်းမဝင်ထွက်သွားမိဘလည်းဆိုနေတယ်ကျွန်တော်လည်းဆိုနေဟာကျွန်တော်မိလေးမိမရဲ့မိပြန်လို့မြေသွားထိန်ကောင်းမထင်နဲ့ဆိုနေချစ်ရှာလည်းကောင်းစိတ်ကိုအဲ့မှာပြကျွန်တော်ဆိုမှာမင်းစုတော့နားလဲမင်းတို့လည်းမြေလေးကိုချစ်တယ်ကငါချစ်တယ်ဆိုတော့ငါလူစိတ်တယ်ဆိုတော့မင်းမသိဘူးလားဒီနေ့ခမရရဲ့လောက်ကင်ခမရဆွေးနေသလားငါလေးအောင်မြတ်ထီလို့ရှိရင်ငါတို့မိသားစုတွေကိုစားတော့မလဲငါတို့အိမ်ပေးမယ်ဘယ်လိုပေးမလဲကားပေးမယ်ဘယ်လိုပေးမလဲခမရမဆွေးဘူးလားဆွေးစီလားဒါနဲ့တော့ကျွန်တော်တခုခုဖြစ်သွားရင်ကျမရဲ့ထိခိုက်တော့ဘယ်လိုနေမလဲအဲ့ဒါကိုယောဂဆွေးနေတာကိုစာရဏအကွက်ချောင်းလို့ချာဒီကနေ့ချက်တော့ခရိယာမျိုးကိုမောင်နှမကိုယုံကြည်သူများကြောင့်ဖြစ်တဲ့တိုင်းအဲ့ဒါလိုအနှုတ်လက္ခဏာတွေးခေါ်ရင်မရှိပါစေနဲ့ယေရှုခရစ်တော်နာမနဲ့ဖယ်ရှားလိုက်ခမရရဲ့ဆွေးမှုပါမှာယောဂတော့ဒီလိုကိုမှုခံတယ်ငါကြောက်တော့မှုဒီငါနဲ့ရောက်ပါဖယားလုံးချစ်တယ်ဖယားအလုံးယုံကြည်တယ်သို့တော့ဖယားလည်းအကုန်မာတယ်ဖြစ်တယ်ငါတို့အိမ်ခေါင်းတော့ပြဿနာတစ်နေ့ဖြစ်ဖို့ဖြစ်တယ်ဘုန်းကြီးဆောက်တော့ကျွန်တော်ဖတ်တယ်သူရဲ့မိန်းမကယောက်ျားပြောတယ်ငါတို့အိမ်ကိုဓမြတ်တိုက်ခါမယ်ခင်ဗျငါစိတ်ထဲမှာဓမြတ်တိုက်ခါမယ်အမြဲခံရတယ်ဒီနေ့ကျတော့ဓမြတ်လာတိုက်တယ်ဘာလို့ရင်းနေတာလဲကွာဒါနဲ့အဲ့ဒီဓမြဝဲဒီဘာပြောလဲအဲ့ဒီလိုမတော်နိုင်လေဒါနဲ့ဓမြလည်းဘာလို့လဲနေဟိုလူငယ်တဲ့ဒလာတော့ပြောနေတဲ့ငါမိမတော်မှုဆက်ပတ်လိုက်ပါဘယ်မှာဓမြလာတိုင်းဖြစ်တယ်ကျွန်တော်အမေလည်းကြည့်ကဘာစင်တော့အိန္ဒိယပြည်မေရင်ကြည့်တော့တယ်နေအသက်40ပြည့်တာမြင်တယ်တော့တက်40ပြည့်တော့မယ်ဆိုတော့တေဘူးနေပြီမှာတေဘူးနေပြီသာလို့တမျိုးမှာတက်40ပြည့်နေမယ်မမယုံနဲ့အဲ့ဒါအမင်းကဘဘူးမေရင်ကတော့သိချောအသက်40ပြည့်40ပြည့်တော့မှကျွန်တော်ပြီးဆုံးသွားတကယ်ကိုဖြစ်ကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းပါဝင်ဆိုတာ我那昨天路过那个大，我到美国都看到，差得多了。ကျွန်တော်တို့ဘုရားကိုဖျားမှမသိပဲမင်းတော့ထွက်တော့ကျွန်တော်လူဆိုးဆိုတော့အဲ့ဒီမင်းစားကျွန်တော်ကြည့်လို့မင်းတို့ဆယ်ရမ်းကတော့အောင်မှာဟုတ်တယ်မင်းတော့တော့မယ်ကောင်းမို့တယ်ကျွန်တော်စိတ်ဆိုးမင်းစားတော့ကျွန်တော်ဘူးလို့ဆိုရဲအဲ့ကျွန်တော်မြေကျွန်တော်တကယ်ကျွန်တော်ကြည့်ဖို့လို့ပြောတယ်မင်းဆယ်ရမ်းအောင်မယ်ဂုံပကာဒနာရှိတယ်တော့တကယ်မင်းပြောမယ်တဲ့ကျင်းတယ်အဲ့ဒါမဲ့တစ်ခုရှိတယ်အောက်ဘက်မှာတော့အချိန်တွေတော့တင်မကောင်းဘူးဟာပဲကျွန်တော်ပြေးလာတော့မမေးချင်ဘာအချိန်တွေမကောင်းလဲပြေးနေစရာမင်းယူနိုင်တယ်လားရှိတယ်
ကျွန်တော်တကယ်ချင်းတော့ရှားတော့အမှန်ပဲကျွန်တော်မင်းမလာသေးလူတော်တော့ဆုံးကြတော့ဘာဖြစ်သွားသေးလားယူသွားငါယူမလို့ဘယ်ရှောင်းထားလဲငါယူနေမှာမသိဘူးဆိုတော့တကယ်ကိုယူသွားဒီကနေ့ကျွန်တော်ခရီးရနေဖြစ်တဲ့အခါကျွန်တော်စိတ်ထဲမှာပါဆွဲလာတယ်နောက်ကဘတ်တော်မှာရှိတဲ့ဘုရားရဲ့တတိတော်နောက်ကဘတ်တော်မှာရှိတဲ့ဘုရားရဲ့ကောင်းကြီးမင်္ဂလာကိုဆွဲလာတာဘယ်လိုလဲကျွန်တော် seminar တော့မှလည်းတချို့ဆရာတွေဟောပါတယ် mindset ပြောမှာ mindset ပြော how to change our mindset ဆိုတာတော့ဟောတော့ဝန်နေရှာဒါကြောင့်မလို့ကျွန်တော်ယုံကြည်သူဖြစ်တဲ့တိုင်းခရစ်တော်ကကျွန်တော်ရဲ့အောင်မြင်ခြင်းပေးသွားပြီဆိုအမြဲတမ်းဆွဲလာစာရန်ဒီရှုံးတော့ဘူးဖြစ်ကျွန်တော်တိုက်ခိုက်ပါပဲအချင်းစာတော့ကျွန်တော် TV ကြည့်တယ်လို့ပေါ့ remote control နဲ့ကြည့်တယ်မကြိုက်ရဆိုချက်ချင်းတိတ်ပြီးပြောင်းလိုက်တယ်ကျွန်တော်တာချီလိတ်မှာနေတာများတော့တာချီလိတ်မှာဆိုဒီပြယူရီးယား line လဲလားဗမာ line လဲလားသူတို့ချီဗမာ line လားဆိုအစောနေဆိုတော့သူတို့ line ပြောင်းလိုက်တယ်ယူရီးယား line ချီဗမာ line ဆိုစောနေတယ်သူတို့ကချီဘာဆိုတာကြီးတွေမြေလာနေတာ sorry ဆိုတဲ့ကွာတခြား line တော့ဒီလိုက်နဲ့ခမရကိုယ်ခေါ်တယ်မှာစာရာနဲ့နှုတ်လက်ခဏလာမယ်ခင်ဗျားနော်ကာလီမောင်ကာကောင်းနေမောင်ကျေးဇူးတော်ချီးမွမ်းနေခြင်းပါခဲနေအလုပ်ပြုတ်သွားမယ်ဆိုပြီးလုပ်မယ်စာနာလားဒိတ်စာတော့ဘယ်နာမှာလို့ချီးမွမ်းဘယ်လိုလဲဒီမှာမင်္ဂလာပွဲအတွက်ကျင်းရတယ်ဒါနဲ့မင်္ဂလာဆောင်ပွဲမဖြစ်ဘူးဆိုရင်ဆိုလာတယ်စာရာလို့လုပ်တော့တယ်အဲ့ဒါအခုရံပုံမှာလဲမင်္ဂလေးတွေလည်းဒါနဲ့ထောက်ပြီးတော့မြတ်လိုက်တယ်ကျွန်တော်မရတဲ့ရောက်ခဲ့အိမ်မှာဒါမဲ့အိမ်ပေါ်လို့ရှိတာပေါ့ဟာအိမ်များတစ်ခုလာမှဆိုတော့ရှင်းကလို့ဖြစ်လာတယ်ချစ်တော့ခဲ့လို့ကိုမောင်မဒီကနေ့ကျွန်တော်ဆွေးနေတယ်ရစတာတော့တွေးခေါ်ပါဆိုပြီးယေရမိခန်းကြီးနဲ့ဆက်ကိုဆက်တဲ့ကပါပြောဆက်ကိုဆက်တဲ့ငါဒီတင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲတင်တို့သည်မျှော်လင့်သောအကျိုးကိုရမည်ကြောင်းညီဝတ်စေခြင်းကသာကျန်ညီဝတ်စေဖို့နော်တင်တို့ကိုကြံစီသောအကြံတို့ကိုငါသိကောင်းကျွန်တော်ချစ်စရာမကောင်းတဲ့အချိန်အပြစ်ထဲမှာနေမိုးနေတဲ့အချိန်မှာတော့မှအကောင်းဆုံးသားတော်ယေရှုခရစ်တော်ပေးတဲ့ဖခင်ထောင်ရတဲ့ကောင်းဆုံးပြင်ဆင်ပေးတဲ့ဖခင်ဒီမနေ့ကတပတ်ကလာမယ့်30အတွက်အကောင်းဆုံးပြင်ဆင်ပေးတဲ့ဖခင်ဟောလေကျွန်တော်တို့လူယုံမှာတော့ကျွန်တော်အားပေးနေတယ်လူအိုးကျွန်တော်ကြည့်ဘရောအမေရိကမှာကျွန်တော်ဥမာတိတ်ချောက်တယ်ဘာမှပြတဲ့ချီတဲ့လူတွေအမေရိကကိုမလာချင်တော့တခါပဲလာကိုကစားပိုးလဲလာရတော့ငါအန်တီတို့အမေရိကငါတို့ပွားရေးကိုကြီးတွေအိမ်မှာထားခဲ့ပြီးလူငယ်တွေထွက်သွားလို့နိရှမ်းဖေးအနာလိုလာပြီးလာအမေရိကအမလေးတော့ပါပြီငါအမေရိကလာတော့တိတ်ပြင်းနေတယ်ငါ့ဝဲအိမ်မှာထားပြီးလူငယ်တွေအကုန်ထွက်သွားတယ်အမေရိကမှာမြန်ကအသက်ကြီးမိမယေရှုရောဒီလိုက်ကိုတော့နေကျွန်တော်နေဝဲတင်လာလာဆိုတော့စင်မှာကြောက်တယ်လို့ဖြစ်တယ်ဒီမှာမရိုဒါကျွန်တော်အပင်းနေမကြောက်နဲ့မဝဲသူကျွန်တော်နားလာနေပြေးမယ်လေချစ်တော်ကြီးကိုအောင်မှာဘုရားလက်ထက်မနေ့ကဘာဖြစ်လဲကျွန်တော်မသိဘူးဒါပေမဲ့မနေ့ကဆိုးမဲ့ဘုရားကြီးကျွန်တော်ရဲ့ဘုရားကြီးကျွန်တော်ကကောင်းဆုံးပြင်ဆင်ပေးတဲ့ဘုရားဒါကြောင့်ဘုရားကိုဆိုတဲ့အချိန်မှာဂတိတော်ကိုဆွဲလာပြီးတော့အသက်ရှင်ကြ
ကဲစာရန်34အငယ်လေးမှာတစ်ချက်ရှိတယ်ကျမ်းပါလေးရေးစေခြင်းနဲ့စာရန်34အငယ်လေးမှာကျောင်းမဲ့ဘွယ်သောအကြောင်းအလုံးစုံတို့အထဲကငါ့ကိုကဲနှုတ်တော်မူ၏ကျောင်းမဲ့ဘွယ်သောအကြောင်းအလုံးစုံထဲကငါ့ကိုကဲနှုတ်တော်မူ၏ယောမခန်းကြီးရှင်းအငယ်ရှင်းဘုရားကိုချစ်တဲ့သားသမီးတို့ခတ်သိတော့ရကောင်းကိုတဏှိတို့ရဲ့တက်ဖြစ်နေတယ်ဟာလေလုယာဘာလို့ချစ်တော်ခရီးကိုမောင်းမှာလို့ကတိတော်ပေါ်မှာယက်ပြီးတော့ဒီမေခန်းကြီး73ငယ်6ဘုရားပြန်အောင်ဘယ်တော့ခါမှမဆုံးဘူးလူတွေပါပဲပြောပြောငါမကြောက်ဘူးရှာလန်138အငယ်6ကျွန်တော်ဘယ်တော့ခေါ်ပြပါဒါကြောင့်ဒီကနေ့ကျွန်တော်ဒီကုန်းချုပ်နေနဲ့ဝင်လာတယ်ကျွန်တော်အသိတော်မှာလဲဂုဏ်ယူရှာကျေးဇူးတော်ချီးမွမ်းစရာအများကြီးတန်တဲ့တွင်းမှာဒီလောက်ပွားတဲ့အသိတော်ဆိုတာအမေရိကမှာရှားတယ်ဆိုတဲ့ဒီတော်ကိုပြောတာအားလုံးလည်းဘုရားကိုချီးမွမ်းကျွန်တော်ဒီမှာတပည့်ပြည့်လို့တော့လည်းဟောမှာလည်းသူတို့လောက်ကြတယ်ဘူးမှမလာဖြစ်တော့တော်တော်ဒီမှာကျွန်တော်ပြောနေတာဘာမြင်ဘူးလားဘာလို့ထင်ရှားလားဘာလို့အယက်တိုင်းရဲ့စက်ကဘုံနဲ့ပါဝင်မှုကြောင့်အယက်တိုင်းရဲ့သစ္စာရှိမှုကြောင့်ဖြစ်တယ်အယက်တိုင်းကိုကြားခင်ကောင်းခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်ချစ်တော်ဒီကိုမှာစာရဏတစ်ဖက်ဖယားကျွန်တော်တင်းတော်နဲ့ပတ်သက်ပြီးရှင်းခေါ်မျိုးကိုရှိအောင်ရှိတယ်သို့တော့ကျွန်တော်အယက်တိုင်းရဲ့နှလုံးသားထဲဘာမှဆိုရင်ဘူးဘာမှအတော့လက်ကနာမစင်လာပဲနဲ့ငါတို့ဒီခရစ်တော်နဲ့တလုံးတော်လေးဖြစ်တယ်ကိုခါလာကိုဖြစ်တယ်တာရဲ့ပြတ်ငါတို့တင်းတော်ကောင်းချင်တယ်ငါတို့ရှေ့မှာပေါ်ချစ်တယ်အေဝံဂေလိပို့လို့မယ်တာနာပြုငါပို့လို့မယ်ဆိုစိတ်နဲ့ထားကြရအောင်ခရစ်တော်